အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဆိုင်မှာအခုလက်ရှိ stock ရရှိသွားမယ်နိုင်ရွယ်အကုန်လုံးကျွန်တော်ဒီ video လေးမှာပြပေးသွားမယ်ဖြစ်ပါတယ်ပထမအဆုံးကျွန်တော်တို့ဒီမှာရရှိသွားမယ် AP collection နဲ့ Rolex collection ကိုကျွန်တော်အရင်ဆုံးပြပေးသွားမယ်ဖြစ်ပါတယ်ပထမဆုံးတစ်လုံးကတော့ Smart Spigot Royal Oak ထဲက Perpetual Calendar All Black ရမယ်ပြီးရင် All Black မဝစ်ချင် All Gold ထဲဝစ်ချင်တယ်ဆိုရင်လည်းကျွန်တော်ဒီမှာ All Gold လေးလည်းရရှိသွားပါမယ်ဒီ AP ရဲ့က Perpetual Calendar မဝစ်ချင်ဘူးဆိုရင်အခုအသစ်ထွက်ရှိထားတဲ့ APX Cost Edition လေးလည်းရသွားပါတယ်ဒီကောင်ကတော့ chronograph ဒီကောင်ကတက်ခဲအလုံးလေးပါဒီနှလုံးကတော့ automatic အလုံးလေးပါစိန်ပတ်လည်နဲ့ဝစ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ limited edition AP တွေက Royal Oak Frosted ကိုမှ rainbow လေးရရှိသွားပါမယ်ဒါကတော့ကျွန်တော်ဒီမှာရှိတဲ့အခုလက်ရှိအသစ်ရောက်ရှိလာတဲ့ AP collection လေးပါအခုကျွန်တော် Rolex Premium Collection လေးကိုအရင်ပြပေးမယ်ပထမတစ်လုံးကတော့ Rolex ရဲ့ Presidential Day Date ကိုမှ Tiffany dial လေးပါဒီကောင်ကြီးကအခုပြသွားမှာတော့ Premium Collection လေးပါနောက်တစ်လုံးကတော့Daytona Le Mans ကိုမှအနောက်ဘက်ကဒီမှာ open work open case back တွေနဲ့ရသွားမယ်။နောက်တစ်လုံးကတော့လူတော်တော်များများကြိုက်တယ်အဲ့ဒါတွေကတော့ Rolex ထဲက GMT Master 2 Batman လေးပါဒီ series ထဲမှာ Batman of Batman တော့နှမျိုးလုံး install ရရှိသွားမယ်ဖြစ်ပါတယ်ဒီကောင်လေးကတော့2024ကအသစ်ထွက်ရှိထားတဲ့ Rolex GMT Master 2 Bruce Wayne Edition လေးပါနောက်တစ်လုံးကတော့2 tone ကြိုက်တဲ့သူတွေအတွက် Rolex ထဲက Submariner Blue Sea ဒီလိုမျိုး Blue Sea ရော Submariner Yellow Gold Blue Dial ရောနှမျိုးလုံး install ရရှိသွားမယ်ဖြစ်ပါတယ်အခုဒီမှာပြသွားတဲ့ collection တွေကတော့ premium collection ဒီကောင်ရဲ့ဈေးကတော့8သိန်းကနေ10သိန်းဝန်းကျင်ရမယ်အခု3သိန်း4သိန်းဝန်းကျင်သုံးရှိတဲ့သူတွေအတွက် Rolex ရဲ့904 quality လေးကိုကျွန်တော်ရင်ပြပေးမယ် Rolex ရဲ့904 quality ဆိုရင်အခု2025 ပြ new release ဖြစ်တဲ့ Rolex GMT Master 2 Root Beer Tiger Iron model လေးလည်းရသွားမယ်နောက်တစ်ခုကတော့ Rolex ရဲ့ Submariner Hulk Edition လေးလည်းရမယ်ဒီ Hulk တွေ Submariner Black တွေကတော့လူကြိုက်အများဆုံး series တွေ Daytona ထဲမှာဆိုရင်လည်းဒီလိုမျိုး special dial ဖြစ်တဲ့ MOP စိန်ပတ်နဲ့ရမယ်နောက်တစ်ခုကတော့ဒီမှာ Racing Dial ထဲကလိုချင်တယ်ဆိုရင်လည်းဒီမှာ Racing Dial ထဲကလည်းရမယ် Plain ထဲကလိုချင်လည်း Plain ထဲကရတော့မှာပဲဖြစ်ပါတယ်day date ထဲကကြိုက်တယ်ဆိုရင်လည်းကျွန်တော်ဒီမှာ day date ထဲကဒီလိုမျိုး Arabic dial ရောပြီးတော့ဒီလိုမျိုး ombre blue dial တွေရောအကုန်လုံး install ရရှိသွားမှာဖြစ်ပါတယ် Tiffany အရောင်လို့ချင်တယ်ကျွန်တော်ဒီမှာ Rolex Day Date Presidential Tiffany Arabic dial လေးလည်းရရှိသွားပါမယ်။ဒီကတော့ Rolex ရဲ့904 quality ပါဈေးကတော့4သိန်းဝန်းကျင်နဲ့ရရှိသွားမှာဖြစ်ပါတယ်။အခုကျွန်တော်ဒီဘက်မှာပြပေးသွားတော့ AP Premium ရဲ့ Rolex Premium Collection ဒီဘက်မှာကျတော့ Rolex ရဲ့904 Collection ဒီနှစ်ခုကဒီဘက်မှာကျတော့8သိန်းဝန်းကျင်ဒီဘက်မှာကျတော့4သိန်းဝန်းကျင်နဲ့ရရှိသွားမယ်။အခုကျွန်တော်ပြပေးသွားမှာကတော့ Cartier Collection လေးကိုကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးကတော့ Cartier Santos ထဲက Blue dial လေးရရှိသွားမယ်ဒီကောင်က leather version ပါ Blue မကြိုက်ဘူးဆိုရင်ကျွန်တော်ဒီမှာ Green ထဲကလည်း leather version ရရှိသွားပါမယ် leather version မကြိုက်ဘူး steel version ဝတ်ချင်တယ်ဆိုရင်ကျွန်တော်ဒီမှာ Cartier Santos ရဲ့ steel model လေးလည်းရရှိသွားမယ်ဒီကောင်ဆိုရင် Blue dial ရမယ် Rose Gold ကို two tone လေးရမယ်ပြီးတော့အရှင်းအောင်ဆက်အပွင့်ထဲကလိုချင်တယ် automatic မဖြစ်လေရတယ်ဆိုရင် Cartier ရဲ့ skeletonized dial လည်းရရှိသွားပါမယ်ဒီလိုမျိုး plain bezel လေးမှာဝတ်ချင်ဘူး bezel မှာ blue ပါတာဝတ်ချင်တယ်ဆိုရင်လည်းကျွန်တော်ဒီမှာ Cartier ရဲ့ blue လေးနောက်တစ်လုံးရရှိသွားပါမယ်ဒါကတော့ကျွန်တော်အခုပြပေးသွားတယ် Cartier collection လေးပါဒီ Cartier က leather version ဆိုရင်5သိန်းဝန်းကျင်နဲ့ရရှိသွားမယ် steel version ဆိုရင်6သိန်းဝန်းကျင်နဲ့ရရှိသွားမယ်ဖြစ်ပါတယ်အခုတော့ဒီ video မှာဈေးအကြီးဆုံးလုံးဝ high end collection လေးကိုပြပေးမယ်ပထမတစ်လုံးကတော့ Hublot ရဲ့ square band ကိုမှ skeletonized style အထက်က balance wheel ကိုလည်းမြင်ရတယ်အရှေ့အနောက်ဆက်အပွင့်နဲ့ရရှိသွားမယ်ဒီကောင်တွေကျတော့ titanium body နဲ့ရရှိသွားမယ်ဒီကောင်ရဲ့ဈေးကတော့7သိန်းဝန်းကျင်နဲ့ကျော်စီမဲ့ရရှိသွားမယ်ဖြစ်ပါတယ်နောက်တစ်လုံးကတော့ Hublot Big Bang ထဲက20 year anniversary အလုံးလေးပါဒီကောင်ကတော့ all black titanium case ပဲဒီကောင်ကိုကြတော့ကျွန်တော်ဒီမှာ7သိန်းဝန်းကျင်နဲ့လည်းရရှိသွားမယ်ဒီထဲမှာဆိုရင်ကျွန်တော်ဒီမှာ color 3မျိုးလောက် available ရရှိသွားမယ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ Richard Mille ထဲကtitanium case rose gold လေးပါဒီကောင် Richard Mille RM1103 ရဲ့ titanium rose gold လေးပါဒီကောင်ကလည်း automatic ပဲဒီကောင်ကိုကြတော့ကျွန်တော်ဒီမှာ7သိန်းဝန်းကျင်နဲ့ရရှိသွားမယ်ဖြစ်ပါတယ်နောက်တစ်လုံးကတော့ Richard Mille ထဲကပဲ Pablo Edition ဒီကောင်က Richard Mille RM53 Pablo Edition လေးပါဒီကောင်ကလည်း skeletonized dial automatic အလုံးလေးပါဒီကောင်ကိုကျွန်တော်ဒီမှာ30ဝန်းကျင်နဲ့ရရှိသွားမယ်ဖြစ်ပါတယ်နောက်ဆုံးအလုံးကတော့လုံးဝ special Jacob & Co Bugatti Chiron Sapphire Edition လေးပါဒီကောင်ကျတော့အထက်က W16 engine တော့အလုံးမလုံးဘူးအပေါ်ကဒီ balance wheel တွေကတော့နိုင်လုံးရင်လဲနေလိမ့်မယ်ဒီအောက်ကခလုံးနှစ်ခုကလည်း show off အတွက်တာထည့်ပေးထားတာဒီအလဲကဒီလေးကတော့နိုင်ချိန်ဖို့အတွက်ထည့်ပေးထားတာဒီကောင်ကလည်း skeletonized dial နဲ့ရမယ် Sapphire case တော့မဟုတ်ဒီကောင်ကော်မှာ Sapphire ပုံစံကိုလုပ်ပေးထားတယ်ဒီကောင်ကြရင်ကျွန်တော်ဒီမှာ8သိန်းဝန်းကျင်နဲ့ရှိသွားမယ်ဖြစ်ပါတယ်
အခုပြသွားတဲ့နိုင်ရဲ့အကုန်ဈေးအတိအကျသိချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ page messenger TikTok Telegram Viber ကနေတစ်ဆင့်ဈေးအတိအကျကိုစုံစမ်းမေးမြန်းပြီးတော့ပုံအစုံကိုလည်းယူလို့ရပါတယ်အခုကျွန်တော်နောက်ထပ်ပြပေးသွားမှာတော့ Rolex ထဲကအခုနောက်ဆုံးအသစ်ထွက်ရှိလာတဲ့ Rolex Land Dweller လေးကိုပြပေးသွားမယ်ဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုရင် Rolex Land Dweller လေးကဒီမျိုး white dial လေးရမယ်ပြောလို့ရှိရင် olive green dial လေးလည်းရမယ်Land Dweller မှာ iconic ဖြစ်တဲ့ ice blue dial လေးလည်းရရှိသွားမယ်ဒီ Land Dweller မှာကဒီပုံမှန် Rolex ဆိုလို့မဟုတ်ဘူးဒီ Limas မှာပဲဟိုဆက်အပွင့်နဲ့လာတယ်ဒီကောင်တွေကျတော့ Land Dweller ကိုပါအနောက်ကဆက်အပွင့်နဲ့လုပ်ပေးထားတယ်ဒီနိုင်ရအကုန်လုံးကလည်း stainless steel အလုံးတွေအယောင်ကျွတ်မှာချွေးဆမ်းမှာကိုလုံးဝစိတ်ပူစရာမလိုအာမခံကလည်းနက်နက်တိတိအပြည့်ဝပေးထားတယ် body band စပိုင်းကိုအပြည့်ဝပေးထားတယ်တခုခုဖြစ်လို့ရှိရင်လည်းကျွန်တော်အချိန်မျိုးငွေပြည့်ပြန်အပ်ပေးလို့အလုံးအသစ်လည်းပြန်လဲချင်တယ်ဆိုရင်လည်းလဲလို့ရပါတယ်အာမခံအပြည့်ဝနဲ့ရောင်းချပေးတာဖြစ်ပါတယ်နောက်ဆုံးပြပေးမှာကတော့ Frank Muller တွေက Vanguard Bitcoin Edition လေးပဲဖြစ်ပါတယ်ဒီကောင်ကြတော့ကျွန်တော်ဒီမှာ plain ထဲကလည်းရမယ်ဒီလိုမျိုး diamond အပြည့်နဲ့လည်းရရှိတော့မယ်အပေါ်မှာဒီနိုင်မှာလည်း QR code လေးပါတယ်အဲ QR ကို scan ရင် Frank Muller ရဲ့ website ထဲရမယ်အောက်က backer ကလည်း gold rose gold backer လေးပါဒီနိုင်တွေကိုဆိုရင်ကျွန်တော်ဒီမှာ in stock ရရှိသွားမယ်ဖြစ်ပါတယ် pre-order လုံးဝမဟုတ်ပါဘူး in stock ရောင်းချပေးသွားမယ်ဖြစ်ပါတယ်ကျွန်တော်တို့စီကနိုင်တွေကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်တို့ရဲ့ phone number 09519332ကိုဆက်သွယ်ဆုံးသက်မြင်မြန်လို့ရတယ်လို့ကျွန်တော်တို့ဆိုင်ကိုလာရောက်ပြီးတော့လည်းစိတ်ကြိုက်အလုံးကိုရွေးဝယ်လို့ရပါတယ်ကျွန်တော်တို့ဆိုင်လိပ်စာကတော့ကုံစည်းတန်းအလယ်လန်းဗပဲတန်းမြို့နယ်ကုံစည်းတန်းအလယ်လန်းမှာရှိတဲ့ Great Cairo Condo EF လေးလော်မှာကျွန်တော်တို့ဖွင့်လှစ်ထားပါတယ်ဆိုင်ကိုလာရောက်ပြီးတော့လည်းစိတ်ကြိုက်အလုံးကိုရွေးဝယ်လို့ရပါတယ်ဒီနိုင်ရအပြင်ကျွန်တော်တို့ဒီမှာတခြားနိုင်တွေလည်းအများကြီးအစောရရှိသွားတာဖြစ်တာကြောင့်မလို့တပတ်တစ်ခါကျွန်တော်တို့ဒီလိုမျိုး collection inventory collection video လေးကိုကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်ဒီ video လေးကိုအဆုံးကြည့်ရတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်